ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုဖြို YouTube Channel လေးကနေပြီးတော့ကျွန်တော်ကိုမဒုတိယရှင်ဒီတိုင်းကိုနှွေးထွေးစွာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိသောနေ့ရက်လေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေသက်ရှူတိုင်းမှာလည်းငွေတွေဝင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူအင်းဆန္ဒတစ်လုံးတစ်ဝါလေးတွေပြေဝကြပါစေစီးပွားရေးတွေလည်းဒီထက်မကအောင်မြင်ပြီးတော့ဒီလားတိုးတက်ပြီးတော့ကျွန်တော်ရဲ့ကိုယ်ကြီးမရဲ့အားလုံးပဲလုပ်ငန်းကံလေးတွေစသရအားလုံးဆင်ပြေပါသေးလို့ကျွန်တော်ကိုဖြိုကဥစွာပထမစုံမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကိုမကြီးအားလုံးပဲဒီဟုတ်ပြီကျွန်တော်ရဲ့ကိုရီမတွေမိသားစုဝင်လေးတွေအားလုံးပဲဗျာနော်ခေကျွန်တော်တို့ဒါမနက်ဖြန်73ရက်5လ2026ဘိုးတဖူးနေ့မနက်7:00နာရီ10မိနစ်စီအတွက်ဒူတီနဲ့ပတ်သက်လို့ဘာထုတ်လို့ထူမှမသိဖြစ်နေတဲ့အကိုရီမတွေမိသားစုဝင်အားလုံးအတွက်ကိုကျွန်တော်ကိုဖြိုတုံးတန်တန်လေးပဲလာရောက်ပြီးတော့ဒါ like နော်လာရောက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့ရရှိထားတဲ့ခဏလေးတွေပြောပြပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကဲအဲ့ဒီတော့ကြောင့်မို့လို့အချိန်လေးကျွန်တော်တို့9မိနစ်6မိနစ်เนาะ9မိနစ်6မိနစ်စာဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မရင်မကြော်ပဲနဲ့တည်တည်ချာချာနားလေသဘောပေါက်အောင်အစားကနေအစုံမရင်မကြော်ပဲနဲ့เนาะတည်တည်ချာချာလေးကြည့်ပါကျွန်တော်ကမာလေးအကြိုက်တူတယ်ဆိုတဲ့အကိုရီမတွေဝါသနာတူတယ်ဆိုတဲ့အကိုရီမတွေရှိတယ်ဆိုရင် like ဆော့ပါเนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်လို့တွေ့လို့အားပေးမယ်ဆိုရင်လည်း like လက်မလေးတွေနှိပ်ပြီးတော့အားပေးပါ channel လေးကိုလည်း subscribe မနှိပ်ရသေးတဲ့ကိုမတွေရှိတယ်ဆိုရင် channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးပါเนาะကျွန်တော်ကိုမအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲเนาะဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုမအားလုံးပဲအချိန်လေးအများကြီးမဆွဲဘူးเนาะအချိန်လေးအများကြီးမသွားဘူးအချိန်လေး9မိနစ်6မိနစ်လောက်ပဲသွားမယ်เนาะကဲဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲတော့ကျွန်တော်ကိုပြောရဒီဗီဒီယိုဖိုင်လေးကိုမြင်လို့တွေ့လို့အားပေးမယ်ဆိုရင်လက်မလေးတွေနှိပ်ပြီးတော့အားပေးတာ channel လေးကို subscribe လေးမနှိပ်ရသေးရင် channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးပါเนาะကျွန်တော်ကိုမအားလုံးပဲဘာဖြစ်လို့လက်မလေးတွေနှိပ်ခိုင်းတာလဲเนาะ channel လေးကို subscribe နှိပ်ခိုင်းတာလဲဆိုတော့ကျွန်တော်ကိုပြောပုံမှန်ဗီဒီယိုဖိုင်တင်တာပဲဖြစ်ဖြစ်เนาะ like show လေးလွှင့်ပြီးတော့ပဲပြောပြတာเนาะ like show လေးလွှင့်ပေးတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ကိုရီမတွေမိသားစုဝင်တွေအားလုံးကိုအမြဲတမ်းမြင်ရတွေ့ရအောင်လို့ပါเนาะ like လက်မလေးနှိပ်ခိုင်းတာ channel လေးကို subscribe မနှိပ်ရသေးရင်နှိပ်ခိုင်းတာပါเนาะကျွန်တော်ကိုမအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲကျွန်တော်တို့ဒါ၄ပွဲမှာတော့ကျွန်တော်ကိုမအားလုံးပဲเนาะကျွန်တော်ကိုမရဲ့အတီဆုံးပါပဲ၄ပွဲမှာကျွန်တော်တို့2ပွဲတိเนาะ2သီးစားနဲ့3သီးစားနဲ့เนาะ2ပွဲတိအောင်မြင်မှုရရှိထားပါတယ်เนาะကျွန်တော်ကိုမအားလုံးပဲတော့ကျွန်တော်တို့ဒါကြံ6ပွဲကြံမယ်6ပွဲမှာလည်းကျွန်တော်ကမာတွေကို6ပွဲလုံးအဆင်ပြေအောင်เนาะကျွန်တော်ကိုပြိုအကောင်းဆုံးနဲ့အတက်နိုင်ဆုံးစူးစမ်းပေးမယ်เนาะဒါပေမဲ့6ပွဲလုံးအဆင်မပြေနိုင်ဘူးဆိုရင်တော့မှအနည်းဆုံးเนาะ3-4ပွဲအဆင်ပြေအောင်ကျွန်တော်ကိုပြိုစူးစမ်းပေးမယ်เนาะကျွန်တော်ကမာအားလုံးပဲเนาะဒီဗီဒီယိုဖိုင်လေးကလည်းဒါကျွန်တော်တို့မနက်ဖြန်73ရက်5လ2026ဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်စီအတွက်ကိုเนาะဒါလာနိုင်ခြေအားကောင်းဆုံးနဲ့ကြားနိုင်ခြေအားကောင်းဆုံးလုံးပိုင်ပတ်သီးလေးတွေဖြစ်ပါတယ်เนาะ share main တစ်ခွက်ကောင်းလေးနဲ့လုံးပိုင်ပတ်သီးလေးရဲ့လေးလုံးအခွေလေးရဲ့လာရောက်ပြီးပြောပြပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ကြောင့်မို့လို့မရက်မကြော်ပဲနဲ့တည်တည်ချာချာလေးအချိန်လေး9မိနစ်6မိနစ်လောက်တော့ပေးပြီးတော့မရက်မကြော်ပဲနဲ့เนาะတည်တည်ချာချာလေးနားလေသဘောပေါက်အောင်ကြည့်ပါเนาะကျွန်တော်ခုမှရအားလုံးပဲเนาะနောက်တစ်ခုပြောချင်တာကကျွန်တော်ကိုဖြိုးရဲ့ Viber channel ကိုမ join ရသေးဘူးဆိုတဲ့ကိုဒီမတွေရှိရင်လည်း join ထားပေးပါကျွန်တော်ဒီဗီဒီယိုဖိုင်လေးရဲ့เนาะဒီဗီဒီယိုဖိုင်လေးရဲ့ comment အောက်မှာကျွန်တော်ရဲ့ Viber channel link လေးကိုကျွန်တော် share ပေးပါမယ်เนาะဘာဖြစ်လို့ Viber channel ကို join ခိုင်းတာလဲဆိုရင်ကျွန်တော်ကိုဖြိုးခုလိုဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့တင်ပေးတဲ့ခါတိုင်းမှာကျွန်တော်ကမာတွေအလုံးမအားမလက်လို့ပဲဖြစ်ဖြစ်เนาะအချိန်မရလို့မကြည့်ဖြစ်တာပဲဖြစ်ဖြစ်เนาะအများတန်းကျွန်တော်ပြောတဲ့ကဏ္ဍလေးတွေကိုမသိရဘူးလို့မဖြစ်ရလေအောင်လို့ Viber channel လေးကို join ပေးထားပါ Viber channel မှာကျွန်တော်ဗီဒီယိုဖိုင်လေးတင်တဲ့ခါတိုင်းမှာเนาะတင်ပြီးတဲ့အခါတိုင်းမှာကျွန်တော်ရဲ့ Viber channel မှာကျွန်တော်နေ့တိုင်းလေးတွေပုံမှန်တင်ပေးပါတယ်မနက်တစ်ချိန်ညနေတစ်ချိန်เนาะတနေ့ကို2ချိန်သာပုံမှန်တင်ပေးပါတယ်เนาะတနေ့ကို7နာရီ10မိနစ်အတွက်တစ်ချိန်တင်ပေးတယ်ညနေ4နာရီ30အတွက်ကိုလည်း Viber channel မှာတစ်ချိန်တင်ပေးတယ်တနေ့ကိုပုံမှန်2ချိန်တင်ပေးသွားပါတယ်เนาะအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Viber channel လေးကိုမ join ရသေးတဲ့ကိုမရှင် join ထားပေးပါเนาะဦးကျွန်တော်4ပွဲမှာလည်း2ပွဲတိအဆင်ပြေထားပြီအောင်မြင်မှုရရှိထားပြီဝေထုတ်ထားရပြီเนาะကဲဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်စကားတွေအများကြီးမပြောတော့ဘူးကျွန်တော်တို့မနက်ဖြန်ဗိုလ်တဖူးနေ့မနက်7နာရီ10မိနစ်ဈေးအတွက်ကိုเนาะနေတိုက်လေးတွေခေါ်ပြီးတော့မယ်เนาะကျွန်တော်ကိုမအားလုံးပဲ73ရက်5လ2026ဗိုလ်တဖူးနေ့မနက်7နာရီ10မိနစ်ဈေးအတွက်ကျွန်တော်ကိုပြူလေးလုံးအခွေလေးကိုအရင်ဆုံးစပြီးခေါ်ပေးမယ်เนาะကဲဟုတ်ပြီဗိုလ်တဖူးနေ့မနက်7နာရီ10မိနစ်ဈေးအတွက်ကျွန်တော်ကိုပြူရရှိထားတဲ့လေးလုံးအခွေလေးကတော့6138ဒါလေးလုံးအခွေလေးပါเนาะ6138ဒီအခွေပါလေးလုံးအခွေပါเนาะဒါအခွေကြိုက်တယ်ဆိုတဲ့ကိုဒီမတွေအတွက်လေးလုံးအခွေလေးပါเนาะကျွန်တော်ကမိုင်းအားလုံးပဲကဲကဏ္ဍလေးတွေကိုအကြိုက်တူတယ်ဆိုလို့ရှိရင်လည်းဗီဒီယိုဖိုင်လေးကိုမြင်လို့အပင်လည်းလက်မလေးတွေနှိပ်ပေး channel လေးကို subscribe မနှိပ်ရသေးနှိပ်ပေးပါเนาะနှိပ်ပေးပါเนาะကျွန်တော်ကမိုင်းအားလုံးပဲ share တဲ့ကိုဒီမတွေရှိရင်လည်းဒုတိယတတိနဲ့ပတ်သက်တဲ့နေရာလေးတွေမှာ share ပေးပါကိုတူဦးတော်တွေရောက်တော့စိတ်မထားပါနဲ့เนาะကဲဟုတ်ပြီလေးလုံးအခွေလေးဒီ6138အခွေပါ
6138တီဒါလေးလုံးခွေလေးပါနော်ဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်ဈေးအတွက်ကဲလေးလုံးခွေလေးပြောပြီးပြီဆိုတော့လုံးမိုက်ဝမ်းချင်းလေးပြောပေးမယ်နော်ကျွန်တော်ကိုဖြူဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်ဈေးအတွက်ရရှိရတဲ့လုံးမိုက်ဝမ်းချင်းအမာလေးကတော့31ဝမ်းချင်းပါနော်3ပိုင်း1ပိုင်းပါနော်ပတ်တီးပတ်မယ်ဆိုရင်3ပတ်တီး1ပတ်တီးပါနော်ကျွန်တော်ကိုမိုက်အားလုံးပဲဒါကျွန်တော်ကိုမိုက်ရှိမှာလုံးမိုက်ဝမ်းချင်းနော်ကျွန်တော်ကိုမိုက်ရှိမှာလုံးမိုက်အမာလေးတွေရှိရဆိုရင်ကျွန်တော်ရဲ့ဝမ်းချင်းလေးနဲ့ကပ်ပြီးတော့ဆော့ပါကျွန်တော်ကိုမိုက်အားလုံးပဲငွေထုတ်ပိုက်ကနန်းလေးဖြစ်ပါလိမ့်မယ်နော်ဒါကျွန်တော်ကိုဖြိုးနဲ့အပြည့်တန်းဆော့နေတဲ့ကိုဒီမကြီးနော်လက်တွဲနေတဲ့ကိုဒီမကြီးကတော့ပြောစရာမလိုပါဘူးကဲဟုတ်ပြီကျွန်တော်ကိုမိုက်အားလုံးပဲလုံးမိုက်ဝမ်းချင်းဒီ31ဝမ်းချင်း3ပိုင်း1ပိုင်းပါနော်ပတ်တီးပတ်မယ်ဆိုရင်3ပတ်တီး1ပတ်တီးပါဒါပတ်တီးပတ်မယ်ဆိုတော့ကိုဒီမကြီး3ပတ်တီး1ပတ်တီးနော်ပတ်တီးမပတ်နိုင်ဘူးဆိုတော့ကိုဒီမကြီးအတွက်ကိုထုံးစံတိုင်းလေးပဲကျွန်တော်ကိုဖြိုး3နဲ့ပတ်သက်ရင်12နာရီ10မိနစ်မှာအားကောင်းဆုံးကဏ္ဍ4ခွက်ရွေးထုတ်ထားတာရှိတယ်ခေါ်ပေးမယ်1နဲ့ပတ်သက်ရင်4ခွက်3နဲ့ပတ်သက်ရင်4ခွက်နော်ပြီးရင်ကျွန်တော်အကြိုက်ဆုံး share main တစ်ခွက်ကောင်းလေးခေါ်ပေးမယ်နော်ကဲပထမဦးဆုံးကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့အားကောင်းဆုံး4ခွက်ကတော့38 36 30 39ပါနော်3နဲ့ပတ်သက်ရင်38 36 30 39ပါနော်ကျွန်တော်ကိုမကြီးအားလုံးပဲဒါ3နဲ့ပတ်သက်လို့အားကောင်းဆုံး4ခွက်ပါရွေးထုတ်ထားတဲ့4ခွက်ပါပြီးရင်ကျွန်တော်တကွက်ကောင်းလေးခေါ်ပေးမယ်နော်3နဲ့ပတ်သက်လို့တကွက်ကောင်းခေါ်ပေးပါမယ်အကြိုက်ဆုံးတကွက်ကောင်းခေါ်ပေးမယ်ကဲဟုတ်ပြီ3နဲ့ပတ်သက်လို့4ခွက်ခေါ်ပြီးပြီဆိုတော့1နဲ့ပတ်သက်ပြီးတော့4ခွက်ခေါ်ပေးပါမယ်နော်1နဲ့ပတ်သက်ပြီးတော့အားကောင်းဆုံးကျွန်တော်ကိုဖြိုးရွေးထုတ်ထားတဲ့အားကောင်းဆုံး4ခွက်ကတော့1နှစ်ရယ်1 9ရယ်1 6ရယ်1 4ရယ်ပါနော်1နဲ့ပတ်သက်ရင်1နှစ်1 9 1 6 1 4ပါနော်ကျွန်တော်ကိုယ်ပိုင်အားလုံးပဲက1နဲ့ပတ်သက်ရင်4ခွက်ပါကဲဟုတ်ပြီကျွန်တော်ကိုယ်ပိုင်အားလုံးပဲတကွက်ကောင်းလေးလာပြီနော်တကွက်ကောင်းလေးမှကြိုက်တဲ့ဆိုတဲ့ကိုဒီမတွေအတွက် share main တကွက်ကောင်းလေးလာပါပြီအကြိုက်တူတဲ့ကိုဒီမတွေ like ဆော့ပါနော်ဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်ဈေးအတွက်ကျွန်တော်ကိုပြောအကြိုက်ဆုံး share main တကွက်ကောင်းလေးကတော့3နဲ့ပတ်သက်ရင်3 4တကွက်ကောင်းပါ1နဲ့ပတ်သက်ရင်1 8တကွက်ကောင်းပါနော်3နဲ့ပတ်သက်ရင်3 4တကွက်ကောင်း1နဲ့ပတ်သက်ရင်1 8တကွက်ကောင်းပါနော်ကျွန်တော်ကိုမကြီးအားလုံးပဲညဒါလေးကတော့ကျွန်တော်ကိုပြောအကြိုက်ဆုံးတကွက်ကောင်းလေးတွေပြန်ပြီးထုတ်ပေးထားပါထုတ်ပေးထားတာပါနော်အကြိုက်တွေ like ဆော့ပါနော်ကျွန်တော်ကိုမိုင်းအားလုံးပဲ3နဲ့ပတ်သက်လို့တကွက်ကောင်းသည်3 4 1နဲ့ပတ်သက်လို့တကွက်ကောင်းသည်1 8ပါနော်ကြည့်ဟုတ်ပြီကျွန်တော်ကဏ္ဍလေးတွေကိုအစားကနေဆုံးပြလိုက်ပြီးခေါ်ပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးချက်နားမယ်73ရက်5လ2026ဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်ဈေးအတွက်ကျွန်တော်ကိုဖြိုးရရှိထားတဲ့လေးလုံးခွေသည်6138ပါနော်လေးလုံးခွေသည်6138ကဲလုံးမိုင်ဝမ်းချင်းလေးက31ဝမ်းချင်းမှာ3ပိုင်း1ပိုင်းပါနော်3ပိုင်း1ပိုင်းမှာ3ပတ်သည်1ပတ်သည်ပါနော်3ကြိုက်တဲ့ကိုဒီမတွေ3ပတ်တီးကစားမယ်1ကြိုက်တဲ့ကိုဒီမတွေ1ကိုလိုက်ပြီးတော့ပတ်ကစားမယ်နော်ကဲ3နဲ့ပတ်သက်ပြီးအကောင်းဆုံးရွေးထုတ်ထားတဲ့၄ခွက်က38 36 30 39ပါနော်3နဲ့ပတ်သက်ရင်38 36 30 39ပါနော်1နဲ့ပတ်သက်ရင်1 2 1 9 1 6 1 4ပါနော်1နဲ့ပတ်သက်ရင်1 2 1 9 1 6 1 4ပါနော်ကျွန်တော်ကပဲအားလုံးပဲကဲ share main တစ်ခွက်ကောင်းလေးကတော့ကျွန်တော်အကြိုက်ဆုံး share main တစ်ခွက်ကောင်းလေးကတော့3နဲ့ပတ်သက်ရင်3 4တကွက်ကောင်း8နဲ့ sorry 3နဲ့ပတ်သက်ရင်3 4တကွက်ကောင်း1နဲ့ပတ်သက်ရင်1 8တကွက်ကောင်းပါเนาะကျွန်တော်ကိုမရအားလုံးပဲနောက်တကွက်ကောင်းလေးတွေလည်းခေါ်ပြီးပြီเนาะ3နဲ့ပတ်သက်ရင်3 4တကွက်ကောင်း1နဲ့ပတ်သက်ရင်1 8တကွက်ကောင်းပါเนาะကျွန်တော်ကိုမရအားလုံးပဲကဲဟုတ်ပြီကျွန်တော်ရဲ့ကိုဒီမတွေမိသားစုဝင်လေးတွေအားလုံးပဲဗျာเนาะကျွန်တော်ကတိုင်းလေးပြောတာဆုံးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားမယ်ဗျာเนาะကဲအားလုံးပဲစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗုဒ္ဓဖူးနေ့မနက်7:00နာရီ10မိနစ်ဈေးမှာလည်းကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ပြီးတော့ကျွန်တော်ရဲ့ကိုဒီမတွေမိသားစုဝင်တွေအားလုံးပဲဝေထုတ်ပိုက်နိုင်ကြပါစေကန်ဆက်ပြီးတော့ share main တစ်ခွက်ကောင်းလေးတွေတင်ပြီးကြပြီးတော့ဝေထုတ်ပိုက်ကဏ္ဍလေးတွေဖြစ်ပြီးတော့လဲဝေထုတ်နိုင်ကြပါစေလို့ကျွန်တော်ကိုဖြိုးကစွန့်မော်လေးတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားလိုက်ပါပြီဗျာเนาะကျွန်တော်ကိုမိုင်အားလုံးပဲကဲအားလုံးပဲကိုလက်ပါကိုဒီမကြီးအားလုံးပဲဗျာเนาะ